बाद आरा सिंह एयर कमांडर जनाब मस्टर तौहीद ताए आरा मुजरम मजे कैसे हदरा की वो फल ये तफद्दल मशकूरा। अस्सलाम वालेकुम। दिने 26 ရက်10လ2025ခုနှစ်အများပြည်သူတည်ရှိစေရန်အတိပေးနှိုးဆော်ခြင်းနံပါတ်1ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာအာရကန်ပြည်နယ်အတွင်းမိသေးနေထိုင်လက်ရှိသောရိုဟင်ဂျာလူမျိုးများရခိုင်လူမျိုးများမြူလူမျိုးများဒိုင်းနာလူမျိုးများစမောလူမျိုးများမရမလူမျိုးများထေလူလူမျိုးများစာတိလူမျိုးများအားလုံးလွတ်လပ်ပြီးတရားမျှတမှုရရှိစေငြိမ်းချမ်းစွာအတူရှင်သွဲလက်သွဲနေထိုင်နိုင်ရေး၎င်းတို့အားလုံး၏အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန်ဖြစ်ပါတယ်။မိမိတို့ ARSA နဲ့ AA တို့အကြားမကြာခဏတိုက်ပွဲများဖြစ်ပွားပြီး AA အကြမ်းဖက်တောင်းကြသူများကြာဆုံးခဲ့တော့လေ၎င်းတို့၏တပ်ဖွဲ့ဝင်များကြာဆုံးခြင်းမဟုတ်ဘဲအယက်သားပြည်သူများသာကြာဆုံးခြင်းဒဏ်ရာရခြင်းလိမ်လည်၍မကြာခဏဝါဒဖြန့်ရှုတ်ချကွန့်ကွက်ကြေညာချက်အတီးတီးထုတ်ပြန်လက်ရှိသည်ကိုသိရှိရပါတယ်။နံပါတ်2အယက်သားပြည်သူအားရခင်ကလည်းမိသည့်အခါမှဖာရှိတပ်ဖြတ်ခြင်းနှိပ်စက်ခြင်းမရှိခဲ့သောနောက်တွင်လည်းအယက်သားပြည်သူများအားဖာရှိခြင်းတပ်ဖြတ်ခြင်းများပြုလုပ်မည်မဟုတ်ပါကြောင်းကတိပြုလိုပါတယ်။ ARSA တည်ရှိရာတောတောင်အသင်းတို့ပါဝဲခြင်းအနည်းတွင်အယက်သားပြည်သူများအနေဖြင့်စိုးရိမ်မှုကင်းမဲ့စွာဖြင့်လွတ်လပ်စွာခရီးသွားလာနိုင်ရေးအတွက်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့်အစိုးရအကြမ်းဖက်များရှိရာနေရာများနှင့်အနီးပတ်ဝန်းကျင်တွင်အယက်သားပြည်သူများခရီးသွားလာလိုလေအထူးတတိပြုဂရုစိုက်သွားလာရန်ထပ်လောင်းအတိပေးနှိုးဆော်အပ်ပါသည်။နံပါတ်3ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်၏အမိပြတ်စေရည်ရွယ်၍အိန္ဒိယနိုင်ငံနီပေါနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှခိုးဝင်လာသော